မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အနောက်မြောက်ဖက်ရှိကံမ Defense Force KMDS ခန်းစီးနင်းမိရှို့ခံရပြီးကျပ်သိန်း900ကျော်ဆုံးရှုံးသွားတယ်လို့တပ်ဖွဲ့တာဝန်ခံစီကသိရပါဗျ။ညောင်ချစ်ပင်ရွာဘက်ကနေထွက်လာတဲ့ပခုတ်ကူတပ်မ101ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ညောင်ချစ်ပင်ရွာကပြူစောတိပူးပေါင်းအင်အား150ခန့်ဟာမေလ28ရက်ညနေ4နာရီကျော်ခန့်မှာစခန်းကိုရောက်လာပြီးထိတွေ့တိုက်ပွဲမဖြစ်ဘဲစခန်းကိုမိရှို့သွားတာလို့ KMDF တာဝန်ခံကပြောပါတယ်။တစ်ဖက်ထိတွေ့ထိုင်ပွဲတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ဒီဘက်ကစစ်ဆောင်တဲလေးနဲ့အားနီးတယ်လေနော်ကျွန်တော်တို့သူတို့နဲ့ထိတွေ့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြည်သူတွေထိခိုက်မှာပြည်သူတွေထိခိုက်မှာဆိုလို့ကျွန်တော်တို့ကထိတွေ့မှုကိုမယူဘဲနဲ့ရှောင်လိုက်တာဗျထိတွေ့မှုယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘဝနားလောက်ကလေးယူလို့ရတယ်မကြီးတန်းတဲ့ကာမနဲ့ကြားတဲ့တော့ကျွန်တော်တို့ကထိတွေ့မှုယူမယ်ဆိုယူလို့ရတယ်ကျွန်တော်တို့ကထိတွေ့မှုမယူဘူးဆိုတာကကြောက်လို့တော့မဟုတ်ဘူးဗျာပြည်သူထိခိုက်မှုရှိမှစိုးရင်တာကင်းထောက် drone အားနည်းချက်ရှိတာစခန်းကိုမျက်ခြေမပြတ်လိုက်ကြည့်နေရတာတွေကြောင့်စခန်းတွင်းပစ္စည်းတွေကိုတင်ချိန်မရပဲမိရှို့ဖျက်ဆီးခံလိုက်ရတာလို့အထက်ပါတာဝန်ခံကဆက်ပြောပါတယ်စခန်းရှိ TND ရန်မိုင်းဖောက်ခွဲရေးပစ္စည်း G3G ရာချီလက်နက်ထုတ်လုပ်ရေးပစ္စည်းမီးဆက်ရိတ်ခါတွေစိုက်ကယ်2စီးမီးလောင်ပျက်စီးပြီးစုစုပေါင်းကာလတန်ဖိုးကျပ်သိန်း900ကျော်လောက်ပျက်စီးဆုံးရှုံးသွားတယ်လို့ဆိုပါတယ်ဆုံးရှုံးသွားတဲ့ပစ္စည်းတွေပြန်လည်ဖြည့်တင်းနိုင်ဖို့ပြည်သူတွေရဲ့အကူအညီလိုအပ်နေတာကြောင့်တပ်ဖွဲ့စီကိုချိတ်ဆက်ကူညီပေးကြဖို့ကိုလည်းအဖွဲ့တာဝန်ခံကပြောပါတယ်။အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာမေလ28ရက်နေ့ကကံမမြို့အနီးတစ်ဝိုက်ကြီးရွာတွေကိုစစ်ကြောင်းပတ်ထိုးနေတာဖြစ်ပြီးမေလ28ရက်မှာမကြီးတန်းကြီးရွာကအသက်60ဝန်းကျင်ဦးကြည်စုမဲစလီကြီးရွာနေအသက်50ဝန်းကျင်ရှိဦးကျော်နိုင်အေဘက်ကြီးရွာကအသက်50ကျော်ဦးဆန်းအောင်အသက်22နှစ်အရွယ်မောင်ဖုံးတို့ကိုဖမ်းဆီးသွားခဲ့ရာမေလ30ရက်အထိပြန်မလွတ်သေးဘူးလို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းထိုးခဲ့ခြင်းအင်းဘက်မဲစလီမကြီးတန်းမကြီးသုံးပင်နှောပေါက်အပါဝင်ကြေးရွာပေါင်း10ရွာကျော်ကဒေသခံ8000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးမေလ29ရက်မှာစစ်ကြောင်းကပေါက်မြို့နယ်ဘက်ကိုဝင်ရောက်သွားချိန်မှာဒေသခံတွေရွာထဲပြင်ဝင်ခဲ့ကြတယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ9ရက်ကလည်းပခုတ်ကူမြို့နယ်ကိုင်းကြီးရွာဒေသကာကွယ်ရေးစခန်းတစ်ကိုစစ်ကောင်စီဝင်ရောက်စီးနင်းခံရကအဖွဲ့ဝင်3ဦးနဲ့ရွာကန်အမျိုးသမီး2ဦးသေဆုံးပြီးလက်နက်တချို့သိမ်းဆည်းခံလိုက်ရတယ်လို့သိရပါတယ်။